အားလုံးမင်္ဂလာပါနော်ဒီ Microsoft Excel ကိုစလေ့လာပါမယ်နော် Excel ဆိုတာလေးကိုဖွင့်လိုက်ပြီဆိုရင်ဒီလိုမျိုးရင်ဆုံးမြင်ရမယ်နော်ဒီမှာ new ဆိုတာလေးကိုဆက်လက်လုပ်လိုက်ဒီမှာလည်း Microsoft Word မှာတော့လည်းသူ template တွေအများကြီးရှိပါတယ်နော်ခုလောဆယ်တော့ဒီ blank workbook ဆိုတာလေးကိုပဲရွေးလိုက်မယ်နော်ပြီးဒါဆိုရင်မှာ workbook တည်းရပါနော်ဒီမှာဆိုရင်ဒါ sheet 1နော်ဒါအရင်ဆုံး sheet 1ဆိုပေါ်တယ်နော်ဒီမှာပေါင်းလက္ခဏာ new sheet ဆိုတာလေးကိုနှိပ်လိုက်နော်ဒါဆိုရင်နောက်ထပ် sheet တွေကိုစာရွက်တွေထပ်ထပ်ယူမယ်ဆိုရင်ဒါလေးကိုနှိပ်သွားလို့ရတယ်နော်နောက်တစ်ခုကဒီမှာ font set တွေရှိရတယ်နော် font set တွေရှိရတယ်ဒီမှာဆိုရင် alignment နော် alignment set တွေရှိတယ်နော်နောက်အခုဒီမှာမြင်ရတဲ့ဒီအကွက်ကလေးနော်ဒါလေးတွေက cell လို့ခေါ်ပါတယ်နော်အခုဒီမှာထောက်ထားတဲ့နေရာလေးကဆိုရင်ဒါက column နော်ဒါတွေက row နော်အဲ့တော့ h column က h နော် h ဒီက row က3နော်ဒီ cell လေးကို h3 လို့ခေါ်ပါတယ်နော်အခုဒီနေရာဆိုရင်ဒါ c4 နော် c4 ဒါဆိုရင် a1 နော်ဒီ cell လေးတွေကိုအဲ့လိုခေါ်ပါတယ်နော်အခုဒီနေရာဆိုရင်ဒါ a8 ပေါ့နော်ဒီအရင်ဆုံးဒီမှာဒီ file လေးကိုအရင်ဆုံး save လုပ်မယ်နော် save လုပ်မယ် save ကိုနှိပ်လိုက်ပြီးရင်အဲ့ဒီကကိုသိမ်းမဲ့နေရာလေးကိုသွားမယ်နော်ကိုသိမ်းမဲ့နေရာနော် desktop ကိုသိမ်းမယ်နော်အဲ့တော့ဒီ desktop ကိုကဒီ folder လေးထဲမှာသိမ်းမယ်နော်အဲ့လမ်းကြောင်းကိုရအောင်သွားလိုက်မယ်နော်ဒီထဲမှာသူက book 1ဆိုတဲ့နာမည်နဲ့နော်နာမည်မချိန်တော့နော်ကြိုက်တဲ့နာမည်ပေးလို့ရတယ်နော်အဲ့ဒီမှာ save လုပ်လိုက်မယ်နော်ဟုတ်ပြီဒါဆိုရင်ဒီမှာဒီ store ဆိုင်လေးတစ်ခုရဲ့เนาะအယောင်စီးရင်လေးပေါ့နော်တနေ့စာအယောင်စီးရင်လေးအဲ့လိုစီးရင်လေးလုပ်ကြည့်ပါမယ်နော်ဒီလိုမျိုးပုံလေးပါနော်ဒီလိုမျိုးစီးရင်လေးတစ်ခုလုပ်ကြည့်ပါမယ်နော်အဲ့တော့သူရှိမှာဆိုရင် column က1 2 3 4 5 6 8ခုရှိတယ်နော် column 8ခုရှိရယ်နော်ဒီ row ကတော့ row 0ဒီမှာ6 5ခုစီးရင်သွင်းတာတော့နော် row 7ရှိတယ်နော်ဒီစီးရင်လေးတစ်ခုကို create လုပ်ကြည့်ပါမယ်အဲ့တော့ဒီမှာရပြီနော် number ဘေးကိုသွားမယ်ဆိုရင်နော် left right arrow key လေးနဲ့သွားလို့ရတယ်နော်အဲ့တော့ number ပြီးလို့ရှိရင် j ဒီနောက်တစ်ခါ item name quantity unit price နော်ဘေးကိုသွားမယ်ဆိုရင်ဒီ right arrow key လေးနဲ့သွားမယ်နော်51 unit price ဟုတ်ပြီနော် right arrow key လေးနဲ့သွားတယ် total payment time question နဲ့နော်ရပြီအခုဒီမှာဆိုရင်ဒီမှာစာတွေကဒီလိုလေးဝင်သွားတယ်လို့ဖြစ်နေเนาะအဲ့လိုဖြစ်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ဒီ column လေးနှစ်ခုခြားထဲမှာเนาะဒီလိုအပေါင်းလက္ခဏာလေးပေါ်လာတယ်เนาะအဲ့ဒီနေရာလေးကိုထောက်လိုက်เนาะ column နှစ်ခုခြားနင်းလေးပေါ့เนาะဒီပေါ်မှာထောက်လိုက်ထောက်ပြီးရင်ဒီဘက်ညာဘက်ကိုလိုလေးဆွဲသွားလိုက်เนาะဒါဆိုရင်ဒီမှာအကုန်ပေါ်လာလိုက်เนาะနောက်ဒီမှာဆိုလဲလိုပဲเนาะဟို column လေးကိုချဲ့လိုက်တာပေါ့เนาะဟုတ်ပြီเนาะဒါဆိုရင်ဒါဒီကောင်းစင်လေးရပါเนาะဒါဒီမှာစီးရင်သွင်းမယ်เนาะနံပါတ်က1 2 3 4 5ပေါ့เนาะအဲ့တော့1ပြီးရင် down arrow key နဲ့ဆင်2เนาะပြီးရင်အများကြီးဆိုရင်ကိုယ်ဆက်မရချင်တော့เนาะဒါဆိုရင်1 2လောက်ထိပဲရတယ်ပြီးရင်ဒါလေးကိုနှစ်ခုဒီ row လေးနှစ်ခုကိုဆက်လက်လုပ်လိုက်ပြီးရင်ဒီညာဘက်တောက်ဆုံးမှာเนาะညာဘက်တောက်ဆုံးမှာဒီလိုအပေါင်းလက္ခဏာလေးပေါ်လာရင်အောက်က mouse လေးနဲ့ဖိချပါလိုက်เนาะဒါဆိုရင်သူကအားလုံးဆက်ဖြစ်ပြီးเนาะတက်တလောက်ဆက်ချလို့ရတယ်เนาะဒီလိုမျိုးဆက်ဖြစ်ပြီးတော့ပါတယ်เนาะခုဒီမှာတော့စင်းသွင်းတာလည်းလေးမျိုးเนาะအားထိရထားတယ်ဆက်ပြီးတော့ဒီမှာ date ကိုကြည့်မယ်เนาะ date က21 10 25เนาะအဲ့လိုဖြစ်နေပြီးရင် date ကအားလုံးတူတူပဲမဟုတ်ဘူးသူ့ကို copy ကူးသွားချင်တယ်เนาะအဲ့ဒါဆိုရင်အားလေးကိုဆက်လက်လုပ်မယ်ပြီးလို့ရှိရင်ဒီဘက်ညာဘက်အဆုံးတောက်အောင်เนาะညာဘက်အဆုံးတောက်အောင်ပေါင်းလက္ခဏာလေးဖြစ်လာရင်အောက်ကို mouse ကိုဖိပြီးဆွဲအောင်မယ်เนาะ
နော်အဲ့ဒီခါမှာဘာဖြစ်သွားလဲဆိုတော့သူကဒီခုနလိုပဲ auto fill လုပ်သွားတယ်နော်ဟုတ်ဘူးနော်အားလုံးကိုတူတူပဲလုပ်ချင်တာနော်ဒါမှမဟုတ်ဒီအောက်မှာဒါလေးအားလုံး select လုပ်လိုက်ပြီးလို့ရှိရင်ဒီမှာ auto fill option ဆိုတာလေးရှိတယ်နော်ဒါလေးကိုနော် select လုပ်လိုက်မယ်ပြီးရင်ဒီမှာ copy cell ခုကသူက fill ဖြစ်နေတာနော်အားလုံးကိုဟိုခဏတွေကိုအားလုံးကိုသူကဆင်လိုက်တိုင်း fill ဖြစ်သွားတာနော်ဒါကြောင့်မလို့ copy cell ဆိုတာလေးကို select လုပ်လိုက်နော်ဒါဆိုရင်အားလုံးတူတူဖြစ်သွားတယ်ဆက်ပြီးတော့ဒီမှာ item name ကိုဖြစ်နော် item name အဲ့တော့ item name ကဒီမှာဆိုရင်အားကိုရှိတယ်နော်ဒါလေးကို select လုပ်လိုက်ပြီးရင် copy လုပ်လိုက်နော် copy ပြီးလို့ရှိရင်ဒီမှာ paste လုပ်နော်လုံးမနေရ9တန်းပေါ့နော်အားလုံး select လုပ်လိုက်ပြီးရင်အရင်ဆုံးဒီတိုင်း paste မလုပ်လိုက်နော်ဒီတိုင်း paste လုပ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲချက်ကြည့်ရှင်နော်ဒီတိုင်း paste လုပ်ကြည့် control V ဆိုအဲ့ဆိုရင်သူကဟိုဘက်က cell ပုံစံအတိုင်းဖြစ်သွားတယ်ဟိုကအဲ့ဒီလိုမဖြစ်ချင်ဘူးနော်ဒီလိုမျိုးရိုးရိုးပြောင်းပဲဖြစ်ချင်တယ်နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်နော် control set နဲ့ဒီနေ့ဟို paste ထားမယ့်နေရာလေးကိုရင် select လုပ်ပြီးရင် right click နှိပ်မယ်ပြီးရင်အဲ့ထဲက paste ထဲကနော်ဒီမှာရိုး paste လုပ်တာဒါသူ့ original format တိုင်းဝင်သွားတယ်နောက်တစ်ခုက value ဒီထဲကတန်ဖိုးပဲလို့ချင်တာနော်ဒီထဲကဒီစာသား cell ထဲမှာရှိတဲ့တန်ဖိုး value ပဲလို့ချင်တာမလို့ဒီ value ဆိုတာလေးကိုနှိပ်လိုက်နော်ဒါဆိုရင်သူ့တိုင်းတိုင်းရတယ်နော်ဟုတ်ပြီနောက်တစ်ခုက quantity နော် quantity ကတော့21131ဒါလေးကတော့ဖြည့်လိုက်မယ်နော်2အောက်ကိုသွားမယ်ဆိုတော့ direct route နဲ့သွားမယ်နော်3 1ဟုတ်ပြီနော်ဘေးကိုသွားမယ်ဆိုရင် right arrow key နော်ဟုတ်ပြီ unit price ဖြစ်မယ်နော် unit price ကဒါ copy ကိုလိုက်မယ်နော် copy ဟုတ်ပြီနော်ဒီမှာရင်ဆုံး paste မချခင်မှာနော်အရင် select လုပ်ပြီးရင် right click နှိပ်ပြီးတော့မှဒီ value ဆိုတာလေးနဲ့နော် paste ချမယ်ဟုတ်ပြီနောက်တစ်ခါ total ကတော့တွက်ကောက်မှာနော်ကိုယ့်ဘာကိုတွက်ရမယ်ဒါနဲ့မြောက်နော်အဲ့ဒါလေးတော့ပြီးရင်ပြပါမယ်အခုက payment type နော် payment type ကိုဖြည့်မယ်နော်ဒါလေးအဲ့လိုပဲ copy လုပ်လိုက်မယ် control C နော်ပြီးရင်အဲ့လိုပဲ select လုပ် right click နဲ့ပြီးရင်ဒီက value ပဲယူမှာမလို့နော် value နဲ့ paste လုပ်မယ်နောက်တစ်ခုဒီ caption name နော်sorry control C copy ပြီးရင်ဒီမှာနော် right click နဲ့ပြီးရင် value ဆိုတာနဲ့နော်ဒါဆိုဒါ copy ကူးလိုက်တာကိုပြတာနော်အဲ့တော့ဒီမှာ total မှာနော်ဒါနဲ့နှစ်ခုမြောက်ပြီးတွေ့ရမယ်ဒါလေးကိုနှစ်ခုမြောက်တဲ့ဖြည့်လာနော် total မှာဟုတ်ပြီအဲ့တော့ဒီ total မှာဘယ်လို formula ရေးမလဲဆိုလို့ရှိရင်အရင်ဆုံး formula ရေးမယ်ဆိုရင်ညီမျှချင်း equal ကိုရေးရတယ်နော်ပြီးလို့ရှိရင်နော်ကိုမြောက်ချင်တာဒီ cell ကနော် D2 ရဲ့ E2 ရဲ့နော် D2 ရဲ့ E2 ရဲ့ကိုမြောက်ရမှာနော်မြောက်တာကတော့ keyboard ပေါ်မှာရှိတဲ့ star ဆိုတာလေနော် star ဆိုတဲ့တက္ကီတာလေးရှိတယ်အဲ့ဒါလေးကအမြောက်ပါနော်အဲ့တော့ဒါလေးကိုရင် select လုပ်လိုက် E2 D2 ပေါ့နော် D2 ကို select လုပ်လိုက်မယ်ပြီးလို့ရှိရင် keyboard ပေါ်ကနော်မြောက်လက္ခဏာလေးကိုနော် star လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီက E2 နော် E2 ကိုဒီလို select လုပ်လိုက်လို့လည်းရတယ်ဒါမှမဟုတ်ရိုက်မယ်ဆိုလည်းရတယ် E2 ဆိုရင်နော် E2 ဟုတ်ပြီနော်နှစ်ခုမြောက်ပြီးသွားပြီဆိုရင် enter ကိုတစ်ချက်နှိပ်လိုက်ပါနော်ဒါဆိုရင်သူက formula လေးဝင်သွားတဲ့အတွက်ကြောင့်မို့သူကသူမြောက်ပြီးသားဖြစ်ကိုထွက်လာလိုက်တယ်နော်ကို formula မှန်နေဆိုရင်အဲ့ဒီမှန်တဲ့အဖြစ်တိုင်းထွက်လာပါလိမ့်မယ်နော်အဲ့တော့အောက်ကဟာယူဒီအောက်က cell တွေကိုအကုန်လိုက်ပြီးတော့မမြောက်တော့ဘူးနော်ဒီ formula ကိုပဲ copy လုပ်လိုက်မယ်နော်ဘယ်လိုလုပ်မလဲဆိုရင်ဒီပေါ်မှာဒီညာဘက်အောက်တောင်ကခုညာဘက်အောက်တောင်ကအပေါင်းလေးပေါ်လာရင်အောက်ကိုဖိဆွဲချပါလိုက်ဒါဒီ formula ကို copy ကူးလိုက်တာပါနော်အဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်ဒီမှာချက်ထောက်ကြည့်လိုက်နော်ဒါဆိုရင် D3 E3 ဆိုပြီးသူက auto ပေါ်လာတယ်နော်ဒီမှာဆိုရင် D4 E4 နော်ဒီမှာဆိုရင်လည်း D5 E5 အဲ့လိုမျိုးပေါ်လာတယ်နော်ဒါ copy formula ကိုဒီမှာတစ်ခုရေးပြီးကျန်တာကို copy ကိုလိုက်တာပါနော်အဲ့တော့အဖြစ်မှန်လားကြည့်ကြည့်နော်9200အမြတ်1000ခွဲမှန်တယ်နော်6000မှန်တယ်နော်အဲ့ဒါဆိုရင်ဒီအမြတ်တစ်ခုနော် multiplication လုပ်တာပေါ့နော် multiply လုပ်တာအမြတ်တစ်ခုဒီပေါင်းလို့မြောက်စာအမြတ်တစ်ခုရပါနော်နောက်တစ်ခုကဒီမှာ total နော်အားလုံးပေါင်းဒီနေ့ရဲ့စီရင်ချုပ် total ဘယ်လောက်လဲဆိုတာကြည့်မယ်နော်အဲ့တော့ဒီမှာနော် total ကိုရေးလိုက်မယ်နော်အဲ့တော့ဒီဟာတွေအားလုံးကိုပေါင်းရမှာနော်အဲ့တော့
ဒီမှာ formula ရေးရမယ်အဲ့လိုပဲ formula ရေးမယ်ဆိုရင်အရင်ဆုံးညီမျှခြင်းနော်ညီမျှခြင်းလေးကိုရေးရမယ် equal ပြီးလို့ရှိရင်ဒီကနေဒီထိကိုပေါင်းချင်တာနော်ပေါင်းမယ်ဆိုရင်သူ့ရဲ့ formula sum sum ပါနော်အဲ့လိုက်ရင်သူကဒီလိုလေးပေါ်လာတယ်နော် sum နော်အဲ့လိုပေါ်လာရင်ဒါလေးကိုဆက်လက်လုပ်လိုက်လို့ရတယ်နော်လုပ်လိုက်ရင်သူကဝင်းစကွင်းပိတ်နဲ့ရေးရပါတယ်နော်ဝင်းစကွင်းပိတ်နဲ့ကိုကပေါင်းမှာကဒီမှာဆိုရင် column f နော် f2 ကနေဒီက f6 ထိကိုပေါင်းပါနော်အဲ့တော့ f2 နော်ပြီးလို့ရှိရင် column နော် column လေးကိုရေးရတယ်ပြီးလို့ရှိရင် f6 နော် f6 နော်ပြီးရင်ဝင်းပြန်ပိတ်လိုက်နော်အဲ့ဒီလိုမရေးဘဲနဲ့ကိုကဆက်လက်လုပ်ပေးလို့လည်းရတယ်နော်ဘယ်လိုလုပ်မလဲဆိုရင်ပြန်ဖြတ်ကြည့်ရအောင်နော် sum ဆိုပြီးတော့ဒီနေရာကနေဒီနေရာထိပေါင်းချင်တာနော်ဒါဆိုတော့ f2 ကနေ f6 ကိုသူက auto လေးဖြည့်ပြီးပါတယ်နော်ပြီးရင် win back နော်ပြီးရင် enter နှိပ်လိုက်မယ်နော်ဒါဆိုရင်သူကအားလုံးပေါင်းသွားပါပြီနော်သူ formula နော် formula မှန်နေဆိုရင်အဖြေကဒီတိုင်းမှန်တိုင်းထွက်လာပါလိမ့်မယ်နော်ကို